တန်ငါသည်ဘလူးတကောင်ကိုဖမ်းမိသည်ငကားကြီးဒဏ်ရာရသွားသောအခါတွင်ပလဲများသည်သူ့ဒဏ်ရာများမှစီးကျလာသည်ဤရတနာကြောင့်ရွာသားများသည်လင်းမြန်စွာဝိုင်းဖွဲ့ကြသည့်ရွာကအလွန်ဆင်းရဲတဲ့အတွက်ရွာသားတွေကဘလူးကသူတို့ကိုကူညီပေးဖို့မျှော်လင့်တယ်ဘလူးသည်အပြင်းပြနေသည့်ကောင်းလေးကိုမြင်ပြီးသူ့လက်ထဲတစ်ပိုင်းကိုကျိုးသွားကကလေး၏ပါးစပ်ထဲသို့ထည့်လိုက်သည်ချက်ချင်းပျောက်ကင်းသွားသည်ရှုပ်တွနေသောမျက်နှာနှင့်အဖွားကြီးတဦးသည်ငယ်ရွယ်နှုတ်ပြသောအလှကိုချက်ချင်းပြန်လည်ရရှိလာခဲ့သည်ပိုလို့တောင်အော့စရာကောင်းတာကမွေးဆိုးကြီးကဘေဒင်ဟောပြနိုင်ခဲ့ပါလေငါအခြေခုတွေကိုကောင်းကင်ကနေပြုတ်ကျအောင်လုပ်ခဲ့တယ်များမကြမီပင်တတဝါသည်နတ်ဖျားအဖြစ်ချီးမြှောက်ခံရလေသည်ကျေးဇူးတည်တဲ့စေရန်အတွက်ရွာသူရွာသားများကသူ့အတွက်ဖျားเจ้าတစ်ခုဆောက်ပေးကြသည်ပလဲများမရီမတွက်နိုင်အောင်နေ့စဉ်နေ့တိုင်းဆွတော်ကပ်ပေးရသို့သောအချိန်ကြာလာသည်နှင့်အမျှရွာသားများ၏လောဘသည်ကြီးထွားမလာတော့ပေနောက်ဆုံးတွင်တစုံတစ်ယောက်သည်ဘလူး၏ခန္ဓာကိုယ်ကိုနက်နက်ရှိုင်းရှိုင်းဖျက်တောက်ပစ်လိုက်သည်ရွှေပလဲများသည်မိုးရေများကဲ့သို့ပေါက်ထွက်သွားသည်ဒါကိုမြင်တော့လူအုပ်ကြီးကသူတို့ကိုသူတို့မထိန်နိုင်တော့ဘူးအယူတွေလိုပဲသူတို့ကိုသူတို့တတဝါပေါ်ပြစ်ချကြတယ်ယတနာများနှင့်ရွှေများသည်သူခန္ဓာကိုယ်မှအဆက်မပြတ်စီးကြလာသည်တစ်ချိန်ကနတ်ဖျားအဖြစ်ကြီးညိုလေးစားဘူးသောဤတတဝါသည်အခွန်ကြီးတသက်သာကြံရိတ်ခဲ့သည်ထိုအချိန်ကအင်ဖုံးကြီးတစ်ပါးကဖျက်သွား၍မိမိလောက်ရက်ကိုနောက်တရသလားဟုမေးရတတဝါ၏အလောင်းသည်ဝမ်းနည်းခြင်းမရှိပေ၏အရာသည်လူတဘာဝအစစ်အမှန်ဖြစ်သည်ကိုငါတက်တည်ပြခဲ့ပြီ